ဒါအန်ဇိုင်တီကတော့လူတိုင်းမှာတွေ့ရတယ်လေမနေ့ပါတယ်လူတိုင်းမှာတွေ့ရအဲ့တော့ disorder ဆိုတဲ့သဘောတရားဒီ average person ပုံမှန်လူတွေထပ်ပို့ပြီးတော့ပုံမှန်လူတွေကနေ deviate ဖြစ်နေသွားတာနော်အဲ့တော့ anxiety disorder ကဘယ်လိုမျိုးလဲဆိုတော့ဘာနဲ့ပြောလာလဲစိတ်ဓာတ်ကြတာလေနောက်တစ်ခုကခန္ဓာကိုယ်မှာဆက်ပြီးဖြစ်လာနောက်ပြီးတော့လာဆိုရင်စိတ်ကူအဲ့လိုတမျိုးကြီးကြားဖို့မလားမသိအဲ့လိုပြီးတော့ရတယ်လေဒီကောင်ကလူတွေ service ကိုလိုက်တယ်ဆိုဘာသိရမလဲဆိုရင်လေသူကပြောလဲဆိုတော့အဲ့ဒီတော့နေတဲ့အချိန်မှာတဲ့သူကပြီးပြည့်စုံနေတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်တော့မှာအဲ့လိုတွန်းရရဲ့စိတ်ကိုရစိတ်တက်တယ်ပြီးတော့ပြီးဆုံးတာအဲ့ဒီကြောက်တာလေအဲ့လိုခံစားရတယ်နောက်တစ်ခုကလေစိတ်စိတ်တောက်တယ်ဆိုရင်လေအဲ့လိုဘာမှပုံမှန်နဲ့ဒီစိတ်ကူးပိုင်းကြာနေတယ်ဆိုတာစိတ်စိတ်တောက်တယ်ဘာလို့မှမလုပ်နိုင်ဘူးခုံဘယ်မှာပါတယ်ပေါ့နော်ဟိုလည်းအဲ့လိုရဒီလိုမျိုးပြောရမှာပေါ့နော်အကုန်လုံးမှသိရအဲ့စိတ်ပုံတွေကမှစိတ်ပုံတွေကဒီမှာဆိုတော့မှဖြစ်သွားတယ်လည်းတစ်တယ်မဟုတ်တယ်ဘာလို့မှဖြစ်ရမှာစိတ်တွေဘာလို့မှမသိဘူးဆိုတော့စိတ်ဒီကနေ့ငါလုံးလုံးမမပါဘူးငါမပုံရတော့ဘူးဒီကိစ္စလည်းလာတယ်အဲ့ဒါဒီကိစ္စလည်းလာတယ်ဒါဆိုဒီ person နဲ့ပြောကြတယ်လေနော်အဲ့လိုမျိုးအော်ဒီလားဒီလားစိတ်မှန်တဲ့လောကမှာလည်းသံဃာရမယ်ပြောတာဖြစ်တယ်နော်ဘယ်နဲ့ပြောရမယ်လို့ကလည်းဒီကျလို့လို့ငါပြန်ပြီးတော့ငါတို့လောက်ကြည့်တာမှာဆိုတာမျိုးပြန်ပြေးကြပြီးတော့အမှန်ကြီးအမှန်ပဲရှိတယ်လေနော်အဲ့လိုမျိုးအဲ့လိုမျိုးနောက်တစ်ခုက anxiety ကတော့ဆို medical condition တော့ဒီခန္ဓာကိုယ်မှာလေယောဂတွေဖြစ်တာဥပမာစိတ်လေးတောက်တယ်ဆိုရင်လည်းအခုမှယောဂတွေဖြစ်တာအခုချိန်မှာတော့ပြောတယ် anxiety ဖြစ်ရင်စိတ်ပေါက်တယ်တက်တယ်အမှသွေးတိုးယောဂတွေဝင်လာမျိုးအဲ့ဒါပြန်ပေါ့နော်အဲ့လိုပြောတာနော်ဒီလိုမှတော့တော့ဒီလိုချက်သူပြောတော့အောင်နော်အဲ့တော့ anxiety disorder မှာလည်း symptom တွေကမျိုးစုံရှိတယ်သူရဲ့ anxiety disorder က generalized anxiety disorder ဒီကတော့ဘာရလို့ရလို့မဟုတ်ဘူး generalized ရှိတယ်ဒီရှိတယ်နောက်တစ်ခုက social phobia ဘယ်မှာပါဝင်တယ်မှာတွေ့ရအောင်နောက် panic disorder လည်းတွေ့ရအောင်အချက်ကြီးရလို့ခေါ်တယ်အကျဉ်းတိုက်တာဟုတ်ပြီနော်အကျဉ်းတိုက်တာအဲ့ဒီလိုမျိုးတွေကလည်းအခါအဲ့လိုလေဒီ anxiety disorder တွေကဘာလို့ဖြစ်လာလဲဘလို့ပုံစံမျိုးပေါ့နော်တွေ့ရလဲဒီကဲဒါကမျိုးအမျိုးမျိုးလို့ရတယ်နော်သူတို့အနေဥမာဟိုစိတ်ပူစရာကတော့လူတိုင်းမှာရှိတာပဲလေလူတိုင်းမှာရှိတယ်တခြားလူတွေမှာကြတော့ဒီလို disorder မျိုးပေါ့နော်မဖြစ်ဘဲနဲ့ဘာဖြစ်လို့ဒီလူတွေကြားမှာဖြစ်တာလဲဟုတ်တယ်မအဲ့ဒီဒီကြားမှာဖြစ်တာဒါတော့ဒီလိုရောဘာလို့ဖြစ်လဲဒီချက်ပြောနေအောင်လေခေါင်းထဲမှာနည်းနည်းလောက်ကနေစဉ်းစားကြည့်ပါနော်တခြားလူတွေမှာဖြစ်နေဘာလို့ဒီလိုကြားမှာဖြစ်အဲ့တော့ anxiety မှာဆိုရင်ဒီကေတော့ဘာရှိတယ်လဲနော်ဒီ anxiety ကိုပြန်ပြီးတော့ management လုပ်ရတာလေးတွေလည်းရှိတယ်လေနော်အဲ့ဒါကိုသူ့အနေနဲ့ပြန်ပြီးတော့ပုံမှန်တာပုံမှန်လေးမလုံးနိုင်တော့လားပေါ့နော်မလုံးနိုင်တော့လားဆိုတာဒါအရာအားလုံးကသူ့အတွက်ကဒီကြကိုယ်ပိုင်ကြဆက်ပြန်ပြီးတော့ဖြစ်နေတယ်အားလုံးပြန်ပြီးတော့ပုံမှန်တာကိုပြန်ပြီးတော့ manage မလုပ်နိုင်ဘူးဒီနားမှာလည်းဒါလေးကိုပြန်ပြီးတော့ထောက်ဆောင်ပေးရတယ်လို့ရှိတာပေါ့နော်အဲ့ဒီနောက်တစ်ခုကအခေါ်ဆိုပြီးတော့ကြတော့ဘယ်လိုမျိုးလဲဆိုတော့လေဆက်ပါလို့ဆိုဒီလိုကျန်းနေမှုဖြစ်နေတာဘာလို့ပြောကြဒီထက်လေထပ်လို့ပြောဒီထက်အရင်ကတခုရှိတယ်လားအဲလိုတော့တခုရှိတယ်ပေါ့လေမဘာလို့ဆိုမင်းကတော့ဘယ်လိုချင်တာဟိုငါပြောပြပါလားတော့ဘယ်လိုတော့ဘာပေါ့လေကျန်းတာလို့ပါလဲအဲ့လိုဒိဋ္ဌိတွေမှာနည်းနည်းများဒီလို
လေစားတယ်ဒီလိုမျိုးပြန်လာရတယ်ဒီကိစ္စလေးပုံပြီးမောင်လေးကတခါမှကိုယ်ကိုဒီတယ်ဒီတယ်လေတော့နိုင်နေရမှာဒီကုသတာကတန်းပြီးတန်းပြီးလို့ရအောင်လို့ဆိုတာမျိုးဒီအလုံးဖိတ်ထားတယ်အဲ့ဒါကိုကြတာဒီလေမရဘူးဒီကလေးအဲ့ဒါကိုခေါ်လာလို့ပေါ့နော်ငယ်ငယ်ကအဲ့လိုမျိုးတနေရာမှာပြည့်ပြီးလာတော့စစ်စစ်ပုံတာတဲ့ဒီလိုပေါ့အဲ့ဒါဆိုလည်းဒါကအဲ့လိုမျိုးပေါ့ဒါဒီကမှမမှန်ဘူးပေါ့နော်ပြန်ကြည့်ပါလို့ရတာတော့အဲ့မှန်မျိုးပြောပြနေမှာဆက်ပါရအောင်ဒီလိုပြန်ရပြီးအောင်ချက်ဒီအဲ့တော့ဒါကလည်းဒီပေါ့နော်ဒါတော့ဆက်စစ်ပုံပြရတာလေအင်းတန်လေတမျိုးလေးပဲတာတမျိုးလေးတာဒါပေမဲ့သူကလေသူ့ရဲ့တင်းတန်းဖြစ်ပြီးဘူးပေါ့နော်ဒီမှာရေးကြတာတယ်အဲ့လိုမျိုးကွာကျတော့ဒီတိုင်းကိုဆက်တော့ဒီနေ့ဆက်တာမှာဒီမှာဒီတော့အဲ့လိုမျိုးရေကိုရေလိုက်တယ်လေဟိုးလေဒီအဲ့လိုမျိုးဒီဘာလို့ဆက်ဖြစ်လဲတော့ဆက်ကတော့ဘာသက်သက်ခေါ်တာတော့ဘယ်လိုလဲချက်ပါတယ်လေဟိုကလည်းမလို့တဲ့တည်းကပြန်လောက်တာနော်ဒီခါမှာပုံချိလိုက်ပြီးပြန်လောက်တာလေနောက်တစ်ခါလေးကိုချိလိုက်ပြီးလောက်တာအဲ့တော့အခု format express တဲ့ PDF ဒီကမှမစတဲ့အဲ့တော့ကြုံဘူးပြီးတော့ဒီကကတော့အဲ့လိုပဲသိသိဖြစ်တာပေါ့နော်အဲ့တော့ဘလို့မျိုးလေးနဲ့ဒီအဲ့ဒါလည်းပါလေဟဲ့ဝါးတုံလာတယ်လေအဲ့ဒါခံထားရပြီးတော့ဖြစ်နေတယ်လေအဲ့တော့လည်းဒီကတော့လေးလေးအဆင်လို့ဟုတ်တယ်လေအဲ့လိုမျိုးကျွန်တော်မနေလို့တော့ကျွန်တော်ရေးကြည့်တာဆန်းရဟုတ်တယ်အဲ့လိုမျိုးခေါ်လာပြီးရင်တော့အဲ့ဒီအဖြစ်အမြင်ကြီးကြုံကြည့်ရမှာဘာဖြစ်တဲ့လို့ဆိုရင်တော့အဲ့လိုဒီလိုမျိုးတွေမတော့လာသေးဘူးဘာလို့လဲအဲ့လိုအဆင်ပြေပြေနဲ့တစ်ခုအမှန်ဆက်မျိုးဆိုရင်လေငယ်ငယ်သားလားဆိုတာမျိုးဆိုပြီးတော့လေအဲ့လိုပေါ်လာကြီးရတယ်ညာကျတော့မြအဲ့လိုလုံးနေတယ်အဲ့လိုပြောတာဖြစ်တယ်အဲ့ဒါတစ်ခုချင်းစီကိုလေ့လာကြည့်